NSC event ရဲ့ Lila Legend skin ကိုကုန်ကျစရိတ်သက်သာအောင်ဘယ်လိုယူရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားပါမယ်။အရင်ဆုံး event နဲ့ပတ်သက်တာတွေကိုအနည်းငယ်ပြောပြပါမယ်။ event ကာလကတော့နိုဝင်ဘာ9ရက်နေ့ကနေဒီဇင်ဘာ9ရက်နေ့ထိအားလုံးပေါင်းရက်30ကြာပါမယ်။နောက်ပြီး Lila Legend skin ကိုနိုဝင်ဘာ9ရက်နေ့ကနေ17ရက်နေ့အတွင်းယူမယ်ဆိုရင် Gold Title နဲ့ရမှာဖြစ်ပြီးအဲ့နောက်ပိုင်းမှာယူမယ်ဆိုရင်တော့ Silver Title နဲ့ပဲရမှာဖြစ်ပါတယ်။ Draw discount တွေအနေနဲ့ 1 draw discount က daily ရမှာဖြစ်ပြီး10 draw discount ကတော့ event တစ်ခုလုံးမှာတစ်ချိန်ပဲရမှာဖြစ်ပါတယ်။ event စလာတာနဲ့ daily rebate event မှာလာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က10ရက်တိတိတစ်ရက်ကိုတစ်ချိန် recharge 100ပြည့်အောင်ထည့်ပေးရပါမယ်။ဒါကြောင့်နိုဝင်ဘာ9ရက်နေ့ event စလာတာနဲ့ကျွန်တော်တို့က weekly bet တစ်ပတ်နဲ့ diamond 100ကို recharge လုပ်ပေးရပါမယ်။ဒါဆိုရင် free ticket တစ်ခါရပါမယ်။နောက်ပြီးဒီကနှစ်ကတ်ဝယ်ပြီး2ချိန်ထည့်လဲပေးရပါမယ်။ပြီးတော့ရင်တော့ daily discount နဲ့တစ်ချိန်ထည့်ပေးရပါမယ်။ နိုဝင်ဘာ6ရက်နေ့မှာတော့ weekly bet တစ်ပတ် recharge လုပ်ပေးရပါမယ်။ဒါဆိုရင် free ticket တစ်ခါရပါမယ်။နောက်ပြီး 1 draw ကို discount နဲ့တစ်ချိန်လှည့်ပေးရပါမယ်။နိုဝင်ဘာ9ရက်နေ့ရောက်ရင်တော့ phase 1လာပါပြီ။ phase 1မှာ test တွေအကုန်ရဖို့အတွက် diamond 1000 recharge လုပ်ပေးရပါမယ်။ဒီက free ticket တစ်ခါရမယ်။နောက်ပြီးအဲ့ဒီမှာပဲ10 draw discount တစ်ချိန်ရယ်1 draw discount တစ်ချိန်ရယ်အားလုံးပေါင်း17ချိန်လှည့်ပေးရပါမယ်။ဒါဆိုရင် phase 1ကရမယ် free token 18ခန့်နဲ့ promo diamond 800ရပါပြီ။နိုဝင်ဘာ10ရက်နေ့မှာလည်း weekly bet တစ်ပတ်ထည့်ပေးပြီးတော့ daily discount နဲ့တစ်ချိန်လှည့်ပေးရပါမယ်။နိုဝင်ဘာ9ရက်နေ့မှာလည်း weekly bet တစ်ပတ်ထည့်ပေးရမှာဖြစ်ပြီးတော့ဒီရရတဲ့ promo diamond နဲ့ phase 1ကရတဲ့ promo diamond ပေါင်းပြီးတော့အချိန်20လှည့်ပေးရပါမယ်။ပြီးတော့ရင်တော့ daily discount နဲ့တစ်ချိန်ထပ်လှည့်ပေးရပါမယ်။နောက်ပြီး daily recharge လုပ်တာ9ရက်ပြည့်သွားတဲ့အတွက် free ticket တစ်ခါထည့်ရပါမယ်။နိုဝင်ဘာ10ရက်နေ့မှာလည်း weekly bet တစ်ပတ်ထည့်ပေးပြီးတော့ daily discount နဲ့တစ်ချိန်လှည့်ပေးရပါမယ်။နိုဝင်ဘာ17ရက်နေ့မှာလည်း diamond 100ထည့်ပေးပြီးတော့ daily discount နဲ့တစ်ချိန်လှည့်ပေးရပါမယ်။12ရက်နေ့မှာလည်း800လိုပဲ100ထည့်ပေးပြီးတော့ discount နဲ့တစ်ချိန်လှည့်ပေးရပါမယ်။ daily recharge လုပ်တာ8ရက်ပြည့်သွားတဲ့အတွက် free ticket နှစ်ကတ်ထည့်ရပါမယ်။13ရက်နေ့မှာလည်း discount နဲ့ 1 draw တစ်ချိန်လှည့်ပေးရပါမယ်။ နိုဝင်ဘာ14ရက်နေ့မှာတော့ phase 2လာပါပြီ။ phase 2မှာတော့ diamond recharge 900လုပ်ရပါမယ်။နောက်ပြီးအဲ့ဒီ14ရက်နေ့ကနေ18ရက်နေ့ထိ daily discount နဲ့1ရက်ကိုတစ်ချိန်4ရက်လှည့်ပေးရပါမယ်။18ရက်နေ့မှာတော့ daily discount နဲ့တစ်ချိန်ရယ် diamond 100နဲ့3ချိန်ရယ်လှည့်ပေးရပါမယ်။ဒါဆိုရင် free token 18ကတ်ရပါပြီ။ပြီးတော့ရင်နိုဝင်ဘာ19ရက်နေ့ကနေဒီဇင်ဘာ9ရက်နေ့ထိ daily discount နဲ့1ရက်ကိုတစ်ချိန်စီလှည့်ပေးသွားပါမယ်။ပြန်ပြအားဖြင့်အချိန်100ဆိုရင် Lila Legend skin ရပါပြီ။ဒါပေမဲ့ကျွန်တော်ဒီမှာတော့အချိန်105ချိန်ထိတွက်ပေးထားပါတယ်။နောက်ပြီးဒီဇာတ်နဲ့ကုန်ကျစရိတ်အသေးစိတ်ကိုကျွန်တော်ရဲ့ Telegram channel မှာလာယူလို့ရမှာဖြစ်ပြီး Diamond နဲ့ user တွေကိုလည်းဈေးနှုန်းအထူးချူတာစာနဲ့ဝယ်ယူလို့ရပါတယ်။ဒါကြောင့်မို့ channel ကို join ထားဖို့လည်းမမေ့နဲ့ဦးနော်။